အားလုံးပဲမင်္ဂလာပါဒီနေ့တော့ TV နဲ့အရန်ကိုရင်းနှီးရဲ့ညီမလေးတယောက်ရဲ့ဆိုင်ကိုသွားမှာပါဖွင့်ပွဲတော့ဖိတ်ထားတာမသွားလိုက်ရလို့ပေါ့နော်ဒီနေ့မှသွားမှာသူကမင်္ဂလာတောင်မျိုးနဲ့63လမ်းဒေါ်သိန်းတင်လမ်းအနီးနားမှာရှိပါတယ်ဆိုင်နာမည်က Zoya Fashion Shop လို့ခေါ်ပါတယ်ဒီဆိုင်လေးပါဆိုင်ပုတ်လေးကဒီလိုမျိုးအယောင်ထင်းထင်းလေးနဲ့ရှိနေပါတယ်လာမယ်ဆိုတာကြုံမပြောထားတော့ဆိုင်ရှင်က surprise တော့ဖြစ်သွားပါတယ်ဒီလိုသွားတဲ့အချိန်မီးတော့ပြတ်နေပါတယ်ဒါကတော့ဆိုင်ရှင်ချောချောလေးနဲ့နည်းနည်းစကားလေးပါလေးပြောနေရပါတော့ဒီမှာဆိုလို့ရှိရင်တော့အင်ဂျီစကတ်တွေပေါ့နော်စားသဖြင့်အဲ့လိုစုံလေးရှိရဲသူကလူကြီးလူငယ်လူလက်ပေါ့နော်ဝယ်လို့ရတဲ့ပုံစံလေးတွေပေါ့ site လေးတွေစုံတယ်အယောင်သွေးလေးတွေစုံတယ်အဲ့လို crop top တွေပေါ့နော်ဒီလိုမျိုး top လေး cardigan လေးတွေအဲ့လိုမျိုးလေးတွေလည်းသူတို့တင်ပေးရနောက်လည်းအများကြီးထပ်တင်အောင်မှာဒီလိုမျိုးနဂတ်လေးတွေလည်းရှိရဒါသူဆိုင်ဖွင့်ပွဲတော့တော်တော်ကုန်သွားတယ်တဲ့အဲ့ဒါပစ္စည်းတွေအဝင်ဆောင်နေတာပေါ့နော်ထပ်မှာလာတာတွေအများကြီးရှိသေးတယ်လို့ပြောတယ်ဒီလို top လေးလည်းအရန်လှရယ်နော်ဒီကဒီမှာတီးနဲ့လိုက်တာလေးရှာရင်းနဲ့နောက်ဆုံးမှာတော့တီးရဲ့စိတ်ကြိုက်တီးရဲ့ style လေးကိုတွေ့ခဲ့ပါတယ်ဒီအင်ဂျီလေးပါဝေကြည့်လိုက်တော့လည်းတော်တော်လေးသဘောကျတယ်အသားလေးကောင်းတယ်ပြီးတော့ဒါလေးကတော့ဒီရဲ့ပုံစံလေးပေါ့နော်ဒီဝေဖြစ်တဲ့ပုံစံလေးရတယ်ဒီလိုမျိုးလေးဆိုတော့အဆင်ပြေတယ်ဆိုင်ရှင်ကလုံးဝ service အပြည့်ပေးနေရပါဒါကတော့ဒီနေ့အတွက်ကျမကိုတောက်လျှောက်ဗီဒီယိုလာရိုက်ပေးနေတဲ့ကင်မရာမန်ပါပြီးတော့ဒီမှာဆိုင်ရှင်ချောချောလေးကမဟုတ်ရကျွေးမယ်ဆိုတော့ကျမကမဟုတ်ချင်းငင်ဆက်အရန်စားခြင်းလေးလို့သွားရမယ်ဆိုပြီးနှုတ်ဆက်ပြီးထွက်လာတာပေါ့နော်မသွားခင်တကယ်ချင်းကသူ့အမရဲ့ hair salon ဆိုင်ကိုခဏဝင်မယ်ဆိုတော့အဲ့ကိုခဏလေးဝင်တယ်ပြီးတော့ဒီ remote သွားစားတဲ့ဗီဒီယိုလေးကိုတော့ဒီနောက်ရက်မှာထပ်ပြီးတော့တင်ပါမယ်ဒီမှာအရန်ရှည်သွားမှာဆိုလို့ပါကျေးဇူးတင်ပါတယ်တတား